Okay အားလုံးပဲမင်္ဂလာပါ Workout Program Channel ကနေကြိုဆိုပါတယ်။ဒီဗီဒီယို lesson မှာတော့Python ကိုကျွန်တော်ဒီ text editor တစ်ခုကိုတုံးပြီးတော့ Python ကို run ပြခဲ့တယ်ပြီးရင် Python code ကို print ထုတ်တဲ့ဒီ code ကိုရေးပြခဲ့တယ် Python module ကိုတုံးပြီးရေးပြခဲ့တယ်အခုခါမှာကဒီ Python ဆိုတဲ့ IDE ကိုတုံးပြီးတော့ကျွန်တော်တို့က Python စပြီးတော့ရေးပြရမယ်အဲ့တော့ကျွန်တော်တို့ကဒီ Python ကို install လုပ်ပြီးပြီဆိုတော့အခုစက Python ကိုဖွင့်မယ် Python ဖွင့်မယ်ဆိုတော့ဒီလောလောဆယ်ကဒါတွေစပြီးတော့တွေ့ရှိအောင်မှာမဟုတ်ဘူးဒီ Python ကိုစမတင်ခင်မှာကျွန်တော်အနေနဲ့ဒီခုလောလောဆယ်ကကျွန်တော်အနေနဲ့ကကြတော့ဒီ pit ဆိုတဲ့အကြောင်းနည်းနည်းပြောပြမယ် pit ဆိုတဲ့ဥစ္စာကိုတုံးပြီးတော့ pit ဒီသူကဒီ Python ကို install လုပ်တော့နိုင်ပါလာတဲ့သူရဲ့ဒီ package manager ဖြစ်တယ် package တွေကို management လုပ်ပေးနိုင်တဲ့ဒီ module တွေကို management လုပ်ပေးနိုင်တဲ့သူက manager လို့ပြောလို့ရတယ်အဲ့တော့ pit ကိုတုံးပြီးတော့ကျွန်တော်တို့ကဒီဘယ် package မဆိုဘယ် module ကိုမဆို install လုပ်လို့ရတယ်အဲ့တော့ကျတော့ညလုံးကျွန်တော် pit ကိုတုံးပြီးတော့ install လုပ်ပြမယ်ဒီမှာဆိုရင်ကျွန်တော်တို့က terminal ရှိမယ် terminal ကို open လိုက်မယ်ဖွင့်လိုက်မယ်ပြီးရင်ဒီ pit ဆိုတာဥစ္စာကိုရိုက်မယ်ပြီးရင် install pit install ဆိုပြီးတော့ကျွန်တော်နမူနာအနေနဲ့ကဒီ OpenCV ဆိုတဲ့ဒီ Python ရဲ့ Python မှာတုံးလို့ရမယ်ဒီ transformation တွေလုပ်တဲ့အချိန်မှာတုံးလို့ရမယ်ဒီ pit ဒီ OpenCV module ကို install လုပ်ပြမယ် package ကို install လုပ်ပြမယ်အဲ့တော့ကျတော့ OpenCV Python ဆိုပြီးတော့ကျွန်တော်ကလုပ်ပြမယ်ပြီးရင် enter ဒါကကြတော့ကျွန်တော်ရဲ့ဒီ file မှာကတော့ OpenCV ကရှိနေပြဖြစ်တဲ့အတွက်ကြောင့်မလို့သူကပြနေတာ pit install OpenCV Python ဆိုပြီးရေးလိုက်တဲ့အချိန်မှာဒီမှာဆိုရင် download လုပ်နေရပါတော့ဒီမှာဆိုရင်ပြပြီ successfully install OpenCV Python 4.11 version ကို download လုပ်ထားတယ်ဒါကတော့ကျွန်တော်အနေနဲ့ဒီ Python မှာပါရှိတဲ့ pit ဆိုတဲ့ဒီ package manager ကိုတုံးပြီးတော့ဒီ transformation ဆိုတဲ့အရာတွေလုပ်နိုင်တဲ့ OpenCV module ကို OpenCV package ကို install လုပ်ပြတာဖြစ်တယ်တခြား package တွေလည်းလူက pit ကိုတုံးပြီးတော့ install လုပ်လို့ရတယ် pit ဒီ package manager ဖြစ်တယ် package တွေကို management လုပ်ပေးနိုင်တဲ့ manager ပဲဖြစ်တယ် okay ဒီလောက်ပါပဲဒီဗီဒီယိုကတော့အားလုံးကိုကျေးဇူးတင်ပါတယ်